ကျွန်တော်လူငယ်အနေနဲ့ပေါ့နော် branded အဝတ်စားတွေအမြဲတမ်းဝတ်တင်လာပေါ့နော်တကယ်တော့လေကျွန်တော်အဖေပြောဘူးတာတော့ရှိပါတယ်နော်ရှိတာလေးနဲ့လောက်အောင်ဝတ်ဆိုတာရှိရပေါ့နော်အဲ့တော့ကိုကဘာအခြေအနေမှလည်းမရှိဘူးကြွားကျင်တာတခုလေးနဲ့ branded တွေလိုက်ဝင်နေမယ်ဆိုရင်လည်းကိုဘောကထိခိုက်သွားပဲရှိရပေါ့နော်ကိုရဲ့တခြားနေရာမှာလိုအပ်တာတွေသုံးမဲ့နေရာမှာအပေါ်ငွေမထွက်လာတော့ဘဲနဲ့ဒီအဝတ်စားတွေ branded ပစ္စည်းတွေလိုက်ဝင်နေနဲ့အကုန်ဆုံးသွားတော့မှာကိုက RK ဆိုရင်တော့တစ်မျိုးပေါ့နော်ပတ်စံရမ်းချမ်းသာနေဝင်ငွေဒါကောင်းနေဆိုတော့တစ်မျိုးပေါ့အဲ့တော့မလိုအပ်ပါဘူးဒီကိုနဲ့ live ဖတ်မဲ့တင်းတင်းနဲ့အဝတ်စားလေးတွေသူ့ဟာလေးနဲ့သူရှိပါတယ်နော်ပြောချင်တာ4 5 6တောင်းတန်လောက်ဝတ်တင်တယ်ဘာမှမဖြစ်ဘူးဒါပေမဲ့လို့တိမ့်ချီတန်နေကြတော့ပတ်စံတအားပေါ်တဲ့တထေးတွေလောက်ပဲအဆင်ပြေကိုကကိုတချမ်းသာတဲ့အနေထားတစ်ခုရှိရတဲ့တောင်ပုံမှန်ဝတ်စားဝင်နေချိန်မှာကိုက branded ကြီးဝတ်ပြီးတော့မှကျွေနေစရာလည်းမလိုပါဘူး။ကျွန်တော်တို့ဝတ်တယ်ဝတ်စားရဆိုလဲကျွန်တော်တို့အနည်းဆုံး3 သိန်းကျော်3 သိန်းခွဲဒီလောက်ပါပဲဒါတခါတချို့တလေလောက်ပဲစောင့်ထားပါတော့။တချို့ဟာတွေဒီကျွန်တော်ပုံမှန်ဝတ်တဲ့ဟာတွေဒီ5 6တောင်းတန်တချို့ဟာတွေဆို3တောင်းတန်အောင်ပါပါတယ်။ထားပါတော့ဒီဘက်ငွေစည်းနဲ့ဆိုတာဘယ်တော့မှလည်းတန်တဲ့ပစ္စည်းတွေတော့မဟုတ်တော့ပါဘူးเนาะ။အဲ့တော့ပြောချင်တာလဲဆိုတော့ကျွန်တော်တို့ဒီအဝတ်စားရဒီဟောင်းတယ်အစ်တွေထွက်တယ် fashion အစ်တွေထွက်တယ်အဲ့တော့အစ်လုံးရင်အစ်ထွက်ရင်အစ်ထောက်ဝယ်ခြင်းတယ်အဲ့တော့branded တွေကိုလည်းလိုချင်တဲ့တပတ်ဆိုရင်တော့အနေငယ်ဆောင်ထားပြီးတော့မှာပေါ့နော်တချို့ဟာတွေတော့ကိုယ်နဲ့အဆင်ပြေ live ဖတ်မဲ့ပေါ့နော်ချိုရုပ်ချိုသားကောင်းမဲ့ဟာလေးတော့ရှားဝယ်ရတာပေါ့နော်ဒါပေမဲ့ပစ္စည်းကဒီဘက်ဝင်တဲ့ဟာကြောင့် quality အကောင်းတွေတော့တိတ်မသွင်းဘူးပေါ့နော်တစ်ခါလေးမှကျွန်တော်တို့ဆိုလဲ time ဘက်ကနေမာရတယ်အဲ့လိုမျိုးမှာပေါ့နော် Uniqlo တို့ပါတော့ကျွန်တော်လည်းကြိုက်တယ်အဲ့လိုမျိုးမဟုတ်ဘူးကျွန်တော်အခုဝတ်ထားတဲ့ဝတ်စားဆိုလဲကျွန်တော် man လေးမှာဆို KZ တို့ပါတော့မှာပေါ်တယ်အရန်ဈေးမကြီးဘူးသူ့ဟာလေးနဲ့သူ price to performance အဆင်ပြေရပေါ့နော်အဲ့တော့ branded တွေအမြဲဝတ်တင်တာဆိုရင်တော့ကိုယ့်ရဲ့တထေးကတော့ပုံမှန်ဝတ်စားဝတ်နေတဲ့အချိန်မှာကိုက branded ကြီးဝတ်နေလဲကိုယ်ဘယ်သူမှထင်ကြီးမှာမဟုတ်ပါဘူးအဲ့လိုပုံစံမျိုးပဲကိုကချမ်းသာနေတဲ့အနေထားတစ်ခုရှိတယ်ပွဲတော့ပွဲလာအတွက်အဲ့လိုမျိုးဆိုရင်တော့တစ်မျိုးပေါ့နော်ကျွန်တော်တို့ဒါကဝင်နေပတ်သက်ပြီးတော့မှာပေါ့နော်အကြံဉာဏ်ပေးတာပါဘယ်သူမှဆရာကြီးမလုပ်ပါဘူးကိုကြိုက်တပတ်ဆိုလဲလုပ်ပေါ့ဗျာသိမလားသူများ iPhone ကို iPhone လိုက်ကင်ကြမလို့ပါကျွန်တော်တို့ဆိုလဲ iPhone 3-5လုံးမကောက်ဝယ်နိုင်ပါတယ်ဒါပေမဲ့ကျွန်တော်ပြောချင်တာကကျွန်တော်မဝယ်ဖြစ်ပါဘူးဒါပေမဲ့ဟိုတနေ့မှကျွန်တော်ဗီဒီယိုလေးရိုက်ဖို့အတွက်ပေါ့နော်ကျွန်တော်လိုချင်တာလို့ပြီးကျွန်တော်ရင်ဖုန်းကလည်းနည်းနည်း memory ပြည့်ပြီးတော့ပေါ့နော်ကျွန်တော်မဖြတ်ချင်တာလေးလည်းရှိတော့အဲအကြောင်းကျွန်တော် iPhone ဝင်လိုက်တယ်လူတိုင်း branded ကင်ကြမလို့ပါဘူးလူတိုင်း iPhone ကင်ဖို့အတွက်ကြွားဖို့အတွက်ကို iPhone 2nd တွေလိုက်ဝယ်ကြမလို့ပါဘူးကြည့်လားအဲ့တော့ကိုယ့်ရဲ့ quality ကိုမြင့်မှာကိုယ့်ရဲ့ personal development ကိုပဲပို့ဦးစားပေးပါကျန်တာတွေကနောက်ကသူကသူလိုက်လာပါလိမ့်မယ်ကိုနဲ့တန်ရသူကသူ